ခုအချိန်ထိ B-52 ဘုံကျက်လေဟာအမေရိကန်ရဲ့အဝေးပစ်တိုက်ခတ်ရေးစွမ်းရည်နဲ့အဓိကမန်တန်ဖြစ်တည်ရှိနေစေဖြစ်ပါတယ်။ဒါဆိုရင်ဘာကြောင့်ဒီလေကြီးကအမေရိကန်လေတပ်အတွက်ယနေ့ထက်တိုင်အရေးပါနေရတာလဲ။စွမ်းဆောင်ရည်နဲ့စစ်ရေးဆိုင်ရာလှုပ်ဆောင်နိုင်စွမ်းအပိုင်းမှာဆိုရင်လည်း B-52H ကိုကမ္ဘာအနှံ့လွှမ်းမိုးနိုင်စွမ်းဆိုတဲ့အယူဆပြတိဆောက်ထားကြပါတယ်။ဒီလေကြီးဟာဆိုရင်စီမဖြစ်ပဲကီလိုမီတာ14000ကျော်ပြန်တန်းနိုင်ပြီးဝင်းဟင်မှာစီဖြစ်ခြင်းစနစ်အကူအညီဖြင့်ခရီးကြာရှည်စွာမောင်းနှင်နိုင်ပါတယ်။ဒါဟာကမ္ဘာတဝက်နီးပါးကိုအလွယ်တကူတွားရောက်နိုင်တဲ့ဆိုတဲ့အနေအထားတစ်ခုကိုဖော်ပြနေတာပဲဖြစ်ပါတယ်။ဝင်းဟင်မှာစီဖြစ်ပြီးအစင်းသစ်ဖြစ်နေပြီးဆိုရင်တော့သူ့ရဲ့ပြန်တန်းနိုင်စွမ်းကအကန့်အသတ်မရှိပါဘူး။လက်နက်တင်ဆောင်နိုင်စွမ်းဖက်ကိုကြည့်မယ်ဆိုရင်လည်းပေါင်9000အထိတည်ဆောင်နိုင်ပြီးတော့ဒါဟာလေဒဇင်းရဲ့တည်ဆောင်နိုင်စွမ်းဆိုတာထက်ကောင်းကင်ပေါ်မှာပြန်တန်းနေတဲ့လက်နက်တက်ကြီးတစ်ခုလို့တောင်တင်စားခေါ်လို့ရပါတယ်1968ခုနှစ်ကစတင်ခဲ့ပေမဲ့ဒီနှစ်မှာတော့ B-52HR အင်ဂျင်တွေ avionics စနစ်တွေနဲ့ဖွဲ့စည်းပုံတွေကိုအစစ်မြင့်တင်ထားလို့21ရာစုရဲ့နည်းပညာတွေနဲ့အညီအမျှလက်ရောညီထွေမှုရှိနေတာပဲဖြစ်ပါတယ်